ကိုပါကိုတပြင်းချတာလဲဂျပန်မှာနေနေရဆိုတော့ဂျပန်ရဲ့ယဉ်ကျေးမှုကိုလည်းသိနေရတာပေါ့လေအဲ့တော့ကြည့်အောင်တော့တပြင်းချတာနဲ့ဂျပန်နဲ့ဘာတွေများဆက်ဆက်နေလဲလို့အဲ့တော့ပထမဆုံးထမဲအီကီပေါ့နော်ထမဲအီကီဆိုတာဘာလဲလို့ပြောချင်တာထမဲအီကီဆိုတာပမာလို့အလွယ်တကူပြန်မယ်ဆိုရင်တပြင်းချတာကိုပဲပြောတာပါဟဲ့သူကဒီမှာစာလုံးလေးနှလုံးကိုစုပြီးတော့မှရေးထားတာထမဲရုဆိုတာကစုတာဆောင်းတာတခုခုတနေရာမှာစုလိုက်တာပုံလိုက်တာကိုပြောတာအီကီကကြတော့အသက်ရှူခြင်းပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုပေါင်းပြီးတော့မှထမဲအီကီဆိုပြီးတော့မှပြောတယ်အဲ့ဒါကိုအသက်ပြင်းချတာလို့ပြောတယ်နော်ဆိုတော့ထမဲခီကဘာလို့လောက်တာလဲပေါ့နော်ဘယ်ချိန်တွေမှာလောက်တာလဲဆိုရင်စိတ်ရညစ်တဲ့အခါတော့ပင်ပန်းတဲ့အခါဒါမှမဟုတ်တခုခုအဆင်ပြေသွားလို့စိတ်အေးသွားလို့ဟင်းကနေဆိုချလိုက်တဲ့အခါအဲ့ဒါမျိုးတွေဆိုလို့ရှိရင်ကိုယ့်ရဲ့တင်းထားတဲ့လေတွေအဲ့ဒါတွေအကုန်လုံးကိုအပြင်ကိုဖူးဆိုမှအားဆိုင်ပြီးထုတ်လိုက်တာပေါ့နော်အဲ့ဒါမျိုးကိုတပြင်းချတဲ့ထမဲခီလို့ပြောပါတယ်ဆိုတော့တပြင်းချတာကပုံမှန်ဗမာပြည်မှာဆိုရင်တပြင်းချတာတစ်လုံးပဲပေါ့နော်ဒါပေမဲ့ဂျပန်မှာဆိုရင်တပြင်းချတာထမဲအီကီကိုအမျိုးအစား၃မျိုးနဲ့သူတို့ကခွဲပြီးရှိရပထမဆုံးစိတ်ပြက်ပြီးပင်ပန်းပြီးတော့မှရှီဆူဘိုဖြစ်နေရပေါ့နော်ရှီဆူဘိုဆိုစိတ်ပြက်လက်ပြက်ဖြစ်ပြီးချလိုက်တဲ့တပြင်းနောက်တစ်ခုကစိတ်အေးပြီးမှချလိုက်တဲ့တပြင်းဆိုရှင်အဲ့ဒါကကြတော့အန်ဒိုပေါ့နော်အန်ဒိုဖြစ်သွားစိတ်အေးသွားတခုခုကစိတ်ပူနေတဲ့အရာတခုကဟွန်းဆိုစိတ်အေးသွားလို့စိတ်တွေရှော့ချလိုက်လို့ချလိုက်တဲ့တပြင်းအဲ့ဒါကိုလည်းဒီလိုမျိုးတပ်ပြင်းကအမျိုးအစားတစ်မျိုးရှိတယ်နောက်တစ်ခုကကြတော့အန်အောလုံးလို့ဟဲအဲ့လိုမျိုးပေါ့နော်အန်အောလုံးလို့ချတယ်တပ်ပြင်းဆိုပြီးတော့မှပေါ့နော်အမျိုးအစား၃မျိုးသူကခွဲပြီးတော့မှသူတို့တွေကယူဆကြတယ်ပေါ့နော်လူတယောက်တပ်ပြင်းချပြီးဆိုရင်ဆိုတော့တက်ပြင်းရပေါ့နော်ဗမာပြည်မှာဆိုလို့ရှိရင်တိတ်အသက်ရှူမဝတဲ့သူတွေနေမကောင်းတဲ့သူတွေဒီနှာခေါင်းပိတ်နေတဲ့သူတွေကတက်ပြင်းချတတ်တဲ့ပုံမှန်စိတ်ညစ်စရာတွေဘာမှမရှိရင်လည်းအဲ့လိုမျိုးဟင်းဆိုပြီးမှခဏခဏလောက်တတ်တယ်ပေါ့နော်ဒါပေမဲ့ဂျပန်မှာကျတော့အဲ့လိုပေါ့နော်တက်ပြင်းကိုခဏခဏချလို့ရှိရင်သူတို့အယူရှိရပေါ့နော်ကန်ဆိုးတတ်တယ်တဲ့ပွားလို့ရှိရင်ပတ်ဝန်းကျင်ကလူတွေသူတို့တက်ပြင်းချတဲ့လူရဲ့ဘေးနားမှာရှိနေတဲ့လူတွေကပါအဲ့ဒီလူနဲ့လိုက်ပြီးတော့မှကန်ဆိုးတာတွေစိတ်ညစ်စရာတွေပို့ပြီးမှကူးဆက်စီရဆိုပြီးမှအဲ့လိုအယူလေးရှိရဲပေါ့နော်ဒါသူတို့ရဲ့အယူအဆပေါ့နော်အဲ့တပ်ပြင်းချရင်ကန့်ကောင်းခြင်းတွေကဒီမှာထွက်သွားတယ်ပေါ့ဆိုအဲ့လိုပုံစံလေးကိုသူတို့ယူဆကြတယ်ပေါ့နော်ထမဲကီကိုစုကုတိုရှီယာဝါဇက်ကနီဂဲရူဆိုပြီးမှသူတို့ကပြောလို့ရှိတယ်သူတို့ရဲ့အယူဆလေးတစ်ခုပေါ့နော်ဆိုတော့တို့တွေကဂျပန်မှာနေတာဖြစ်တဲ့အတွက်ပေါ့နော်တပင်းချလိုက်တာစိတ်ကိုပေါ့သွားစေကျန်းမာရေးကတခု stress ဖြစ်နေတာဖိစီးနေတာတွေလျော့သွားတယ်ဆိုပေမဲ့လည်းပေါ့လူကြားထဲမှာခဏခဏတပင်းချရဆိုရင်တော့နည်းလေးတော့သတိထားဖို့လိုတယ်နော်ဆိုတော့ဒီထမဲကီကိုတုံးပြီးတော့မှပြောလို့ရတဲ့စာလုံးလေးတွေရှိရပေါ့နော်ဒါကတော့ ichi နံပါတ်1ကထမဲကီကိုစုကုထမဲကီကိုစုကုဆိုတာတက်ပြင်းချရဲဆိုပြီးမှပြောတာပေါ့နော်ပုံမှန်စာလုံးပဲပေါ့နိဗ္ဗာန်ကျတော့ထမဲအီကီကဒဲရူထမဲကီကဒဲရူဆိုတာကကြတော့တခါတလေဟိုပေါ့ကိုကဒီတမင်တက်ပြင်းချလိုက်တာမဟုတ်ဘဲနဲ့စိတ်မတိစိတ်ကနေသူ့ဘာသူဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးဆိုရင်တော့ထမဲကီကဒဲရူဆိုပြီးမှပြောတယ်တဲ့နောက်တစ်ခုစံပန်ကျတော့ထမဲကီကိုမိုရာစုထမဲကီကိုမိုရာစုလည်းအပေါ်ကဒဲရူနဲ့အတူတူပဲမရည်ရွယ်ပဲနဲ့ဖြစ်သွားတာရှန်ထွက်လာတဲ့ဆိုအထိပ်ပဲလीနော်မိုရာစုဆိုတာအဲ့တော့တပ်ပြင်းတွေကတပ်ပြင်းချမိသွားတယ်မတိလိုက်တဲ့အချိန်မှာပဲအဲ့လိုမျိုးပြောချင်းထမဲကီကိုမိုရာစုလို့ပြောတယ်ရောင်းပန်ကျတော့ဖူကိုင်းထမဲကီဆိုအမလေးဟဲဟိုဟင်းကနေကိုချပြစ်လိုက်တာဆိုတော့အတပြင်းရှည်ရှည်ကြီးနဲ့ဟိုလေးလေးနက်နက်ကြီးချလိုက်တဲ့တပြင်းပေါ့နော်အဲ့ဒါမျိုးဖူကိုင်းထမဲကီလို့ခေါ်တယ်ကောပန်းကျတော့ခန်းတန်နိုထမဲကီဆိုတာအရင်ကလန့်လို့ဟဲအောပါဟဲဆိုတာအပုံစံမျိုးမှာဆိုရှင်ဒီလိုမျိုးတမဲဟဲဆိုပြီးလန့်ပြီးမှအားတင်ပြီးမှပြောရချင်ဆိုရင်တော့ဒီကိုပန်းလိုပုံစံမျိုးနဲ့သူတို့ကပြောတယ်တဲ့အဲ့တော့ဒါမဲ့ဂျပန်ဆိုတာမူလီပဲနော်ဒါမဲ့ EQ တော့မှအဲ့လောက်မျိုးစားတွေခွဲပြီးပြောနေတာဆိုတော့ဘူးသူအနေနဲ့ဒီထမဲကီဆိုတဲ့အကြောင်းလေးကိုနည်းနည်းလေးသိပါပြီဆိုတော့မင်းနာဆန်တို့တောင်းတတင်ရမှာအကျိုးရှိစွာအသုံးချနိုင်မယ်လို့မျှော်လင့်ပါတယ်ဒါနဲ့ဒီနေ့ရောမင်းနာဆန်တို့တပြင်းချမိကြသေးလားအဲ့အဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်တတား